ထားပါစမှာတော့ကွက်နေရပေါ့နော်ဒီမှာ ပြီးသွားပါပြီ ဒီမှာကျမရဲ့အလုပ်သမီးလေးတွေပါကျမရဲ့သမီးလေးဒီဘက်ကအသားမဲ့ညိုညိုလေးနဲ့အကြတော့ပေါ့နော်ဝေဝေနဲ့နင်းနင်းမှာဒါတော့ဝေဝေတို့လည်းခေါ်ရင်နင်းနင်းတို့လည်းခေါ်ဟိုဘက်ကဂျပူနေရတော့ဖြူဖြူလို့ခေါ်ပါရဲ့အီလို့လည်းခေါ်ပါရဲ့ချင်းကဲမသူတို့ရှုပ်ထားတဲ့အဝတ်ကလေးတွေကိုပြပါမယ်ပြလိုက်အောင်ဟုတ်ပြီပြရကျမဒါလေးကကြောက်ကလေးမွေးကြီးဆိုင်ဝေးတာဒီလိုလေးလေးပတ်ပြီးဝယ်ရတာနော်အရမ်းမိုက်တဲ့ဒီအင်ဂျီလေးကိုပတ်စံ1000နဲ့ရောင်းပေးပါမယ်ရှင့်လာဝယ်ကြပါနောက်ဒီပန်းအောင်လေးကလည်းသမီးဟာပဲလားဟာဒီပန်းအောင်လေးကလည်းအင်ဂျီလေးပဲပေါ့နော်ဟာဟေးမန်နေဂျာကတော့ထုခံရမယ်ဒီလိုလေးဝယ်ရတာဒီလိုပေါ့နော်အုတ်တော့အုတ်ပြီးဒီကအဲ့လိုကြီးလည်းမပေါ်ဘူးနော်ရှက်ပေါ်လေးဒီလိုလေးဝယ်ရတယ်ဒါလေးကလည်း1000နဲ့ပဲရောင်းပေးပါမယ်ရှင့်ညီမလေးညှိဝေစရာဝတ်ပြသွားရပေါ့နော်ဖေးခေဖေမပြလိုက်အဲ့လိုတွေဝယ်ရတာပါကဲဘေးဟုတ်ပါဘူးအီလေးတို့ခေတဲ့ခေါ်ခြင်းလေကျမညီမခေဆိုတာလေခေကိုတတိယနေလေကျမဒီလိုလေးဒါလေးလည်းဒီလိုလေးပဲသူလဲရှုပ်ရတော့ဒါလေးလားသမီးလားဝက်ကြည့်မယ်နော်သူကြီးငါပါဒီအင်းကြီးလေးကဒီလိုဝေးရတာကမကြီးကြနဲ့လက်သမားရလို့ပါပဲရှင်ကျမရဲ့သမီးလေးတွေပါပြမယ်ပေါ့နော်အဲ့ဘာဝင်နေတယ်လေအဲ့လိုမလုံးနဲ့တော့ခဏမှထားအလုံးထောက်မှာတော့အကုန်လုံးမပြလိုက်အဲ့ဒါကျမလေးပြလိုက်တော့ဒီလိုလေးဝယ်ရတာနော်သူကရှုပ်ရွှပ်သွားတဲ့ကောင်းတဲ့ဒီဘေးနားရတဲ့အကုန်စင်ပြေပါရဲ့ပြီးတော့ဒီမှာတော့နော်ဒီမှာအဲကုန်းလေးလည်းရှိပါတယ်ဒီကျမကိုယ်တိုင်တပိထားပါကျမပတ်စ3000ကုန်ပြီးတော့တပိထားရတာပါရှင့်အဲကုန်းလေးပေါ့နော်ဒီရုံးမှာကဲသွားတော့နောက်တစ်ထည့်ရှုပ်ကြမယ်နော်ဆိုရင်ဟုတ်ဒီမှာဒီတစ်ထည့်ကိုမနေ့ကချုပ်ထားတဲ့တစ်ထည့်လည်းရှိရပေါ့လေဒီမှာသူမနေ့ကချုပ်ထားတဲ့ဒါလေးဆိုအရင်ရှုပ်ဖို့ကောင်းတာခေမန်နေဂျာအကြောင်းမလို့လောက်ခိုင်းတာမကြည့်ဒါဟိုဝေးရှုပ်တော့မဟုတ်ပါဘူးလားအီရှုပ်ထားတာနော်ဒီမှာဒီလိုလေးသူကဒီလိုလေးဝတ်ကြတာဒီလိုလေးဝတ်ပြလိုက်တာဒီလိုလေးကျိုးလေးချီပဲရေကူးပြန်လေးတွားလို့ရဒီဇိုင်းလေးအများကြီးပဲဟုတ်ပါရဲ့ဒါတကယ်အလုပ်လုပ်တာပါနော်ကျမတို့ရဲ့စက်ရုံမှာတကယ်အလုပ်လုပ်ပြီးတော့အဲ့မှာတက်တက်ရှိသေးရပေါ့နော်ဒီဟာလေးကအဖြူကြားလေးတော့တစ်မျိုးဒီဇိုင်းကတစ်မျိုးဒီမှာပေါ့နော်ဒီဇိုင်းကြီးကသူကတစ်မျိုးမဟုတ်လို့ရှိရင်သူကဒီလိုမျိုးလေးဒီလိုမျိုးဝတ်ကြတာပေါ့နော်ဒီလို